စစ်တီတဦးသည်ကွက်ထားသောမြေမြုပ်မိုင်းတစ်ခုကိုမတော်တဆနင်းမိသွားခဲ့သည်ထိုအခါသူသည်မိမိအသက်သာမကရဲဘော်ရဲဘက်များ၏အသက်ကိုပါအန္တရာယ်ဖြစ်စေမိပြီဟုတွေးကာစိတ်လွတ်ကိုယ်လွတ်ဖြစ်သွားခဲ့သည်ခေတ္တအကြာတွင်ထိုအဖွဲ့၏ဗိုလ်ကြီးရောက်ရှိလာပြီးမိုင်း၏အတိမ်အနက်ကိုသိရှိနိုင်ရန်တစ်သားချောင်းလေးတစ်ခုဖြင့်မိုင်းနီးတစ်ဝိုက်ရှိမြေကြီးများကိုစတင်ဖယ်ရှားခဲ့သည်ထိုအခါမှသာတင်းမြေမြုပ်မိုင်းမှာအလွန်ကြီးမားနေပြီးဖြုတ်ရန်မိုင်းဖြုတ်ရန်မဖြစ်နိုင်ကြောင်းသူတို့သဘောပေါက်သွားကြသည်ထို့နောက်ဗိုလ်ကြီးကကြံစစ်တီအားလုံးကိုနောက်သို့ဆုတ်ရန်အမိန့်ပေးလိုက်ပြီးရင်းစစ်တီ၏နေရာတွင်သူကိုယ်တိုင်အစားထိုးရရန်အတွက်တစ်နက်သုံးဟုရေတွက်လိုက်ချိန်တွင်ခြေထောက်ကိုကြွလိုက်ရန်ပြောခဲ့သည်ဗိုလ်ကြီး၏ညွှန်ကြားချက်အတိုင်းစစ်တီကခြေထောက်ကိုကြွလိုက်သည်နှင့်ဗိုလ်ကြီးကချက်ချင်းပင်ရင်းမြေမြုပ်မိုင်းပေါ်သို့ခြေထောက်ဖြင့်အစားထိုးနှင်းလိုက်လေသည်ဗိုလ်ကြီးသည်သူ၏ရဲဘော်အသက်ကိုကယ်တင်နိုင်ခဲ့တော်လဲယခုအခါသူ၏အသက်မှာအန္တရာယ်ရှိနေပြီဖြစ်သည်ရုတ်တရက်ဗိုလ်ကြီးသည်ဟန်ချက်ပြတ်သွားပြီးခြေထောက်တစ်ဖက်မှမိုင်းပေါ်မှလွတ်ထွက်သွားခဲ့သည်အင်းကိုမြင်သောအခါလူတိုင်းထိတ်လန့်သွားကြသည်ထို့နောက်ဗိုလ်ကြီးသည်မိုင်းပေါ်တွင်ခုန်ပေါက်ပြတော်လဲမိုင်းမှာပောက်ကွဲခြင်းမရှိပေအမှန်စင်စစ်ထိုမြေမြုပ်မိုင်းမှာစောစီးစွာကလေးကအာနိသင်မရှိအောင်ပြုလုပ်ထားပြီးသားမိုင်းတွေဖြစ်နေပြီးဗိုလ်ကြီးကသူတို့ကိုနောက်ပြောင်နေခြင်းသာဖြစ်ပါသည်စစ်တီတဦးသည်ကွက်ထားသောမြေမြုပ်မိုင်းတစ်ခုကိုမတော်တဆနင်းမိသွားခဲ့သည်ထိုအခါသူသည်မိမိအသက်သာမကရဲဘော်ရဲဘက်များ၏အသက်ကိုပါအန္တရာယ်ဖြစ်စေမိပြီဟုတွေးကာစိတ်လွတ်ကိုယ်လွတ်ဖြစ်သွားခဲ့သည်ခေတ္တအကြာတွင်ထိုအဖွဲ့၏ဗိုလ်ကြီးရောက်ရှိလာပြီးမိုင်း၏အတိမ်အနက်ကိုသိရှိနိုင်ရန်တစ်သားချောင်းလေးတစ်ခုဖြင့်မိုင်းနီးတစ်ဝိုက်ရှိမြေကြီးများကိုစတင်ဖယ်ရှားခဲ့သည်ထိုအခါမှသာတင်းမြေမြုပ်မိုင်းမှာအလွန်ကြီးမားနေပြီးဖြုတ်ရန်မိုင်းဖြုတ်ရန်မဖြစ်နိုင်ကြောင်းသူတို့သဘောပေါက်သွားကြသည်ထို့နောက်ဗိုလ်ကြီးကကြံစစ်တီအားလုံးကိုနောက်သို့ဆုတ်ရန်အမိန့်ပေးလိုက်ပြီးရင်းစစ်တီ၏နေရာတွင်သူကိုယ်တိုင်အစားထိုးရရန်အတွက်တစ်နက်သုံးဟုရေတွက်လိုက်ချိန်တွင်ခြေထောက်ကိုကြွလိုက်ရန်ပြောခဲ့သည်ဗိုလ်ကြီး၏ညွှန်ကြားချက်အတိုင်းစစ်တီကခြေထောက်ကိုကြွလိုက်သည်နှင့်ဗိုလ်ကြီးကချက်ချင်းပင်ရင်းမြေမြုပ်မိုင်းပေါ်သို့ခြေထောက်ဖြင့်အစားထိုးနှင်းလိုက်လေသည်ဗိုလ်ကြီးသည်သူ၏ရဲဘော်အသက်ကိုကယ်တင်နိုင်ခဲ့တော်လဲယခုအခါသူ၏အသက်မှာအန္တရာယ်ရှိနေပြီဖြစ်သည်ရုတ်တရက်ဗိုလ်ကြီးသည်ဟန်ချက်ပြတ်သွားပြီးခြေထောက်တစ်ဖက်မှမိုင်းပေါ်မှလွတ်ထွက်သွားခဲ့သည်အင်းကိုမြင်သောအခါလူတိုင်းထိတ်လန့်သွားကြသည်ထို့နောက်ဗိုလ်ကြီးသည်မိုင်းပေါ်တွင်ခုန်ပေါက်ပြတော်လဲမိုင်းမှာပောက်ကွဲခြင်းမရှိပေအမှန်စင်စစ်ထိုမြေမြုပ်မိုင်းမှာစောစီးစွာကလေးကအာနိသင်မရှိအောင်ပြုလုပ်ထားပြီးသားမိုင်းတွေဖြစ်နေပြီးဗိုလ်ကြီးကသူတို့ကိုနောက်ပြောင်နေခြင်းသာဖြစ်ပါသည်